အကိုရဲ့ဆက်လုပ်လို့မရတော့ဘူးလေးတိုက်တာအရန်ကြမ်းနေပြီမြန်မြန်ဆင်းခဲ့ပါစုပ်လို့မရဘူးငါညီမလေးစေးရုံမှာအသက်ကယ်ဖို့ပတ်စံစောင့်နေတာတေချာဆွဲထားပေးပါအကိုရဲ့ခမည်းယူနေပြီလားမြန်မြန်ဆင်းခဲ့နောက်ဆုံးတပင်ပဲကြံတော့တာငါနာမည်ကချမ်းရဲ့မီတာ100လောက်မြင့်တဲ့တစ်ပင်ကြီးတွေကိုခုတ်ရတဲ့တစ်ခုတ်သမားတယောက်ပေါ့ဒီတစ်ခါကူကပေ20ပြည့်အောင်လုပ်ပေးနိုင်ရင်တထေးကကော်မရှင်250တူညာပေးမယ်လို့ကတိပေးထားတယ်အဲ့ဒါကငါညီမလေးခွဲစိတ်ဖို့အတွက်ကွက်တီပဲကူကပေ20ကားပေါ်တင်ပြီးအိမ်ပြန်ကြမယ်အကိုရေမို့လို့ပဲတခြားလူသားဆိုစောစောစီးစီးပြေးလောက်ပြီးတော်သေးတာပေါ့ခမည်းညီမလေးခွဲစိတ်စိတ်အဆင်ပြေသွားပြီဟုတ်တယ်မနေ့ပြန်ဆိုပတ်စံသွင်းလို့ရပြီအားတင်းထားကြဒီညတွင်ချင်းတောင်ပေါ်ကဆင်းမယ်အကိုရေကြည့်မနေနဲ့တော့မနေ့ပြန်ဆိုပတ်စံသွင်းလို့ရပြီနှလုံးခွဲစိတ်တာကအချိန်ဆွဲလို့မရဘူးလေဒီတစ်ခါတော့မင်းကျေးဇူးတွေအများကြီးပဲကျိုးချံကမင်းကိုပို့ပြီးပေးတင်တယ်ပတ်စံယူပြီးအလုပ်လုပ်ပေးတာလေပြောထားတဲ့အတိုင်း250တူညာတပြားမှမလျော့ရင်ရပါပြီငါကသူ့စီကပို့မလို့ချင်ပါဘူးဒီတစ်ခါတော့သူရှင်းရှင်းလင်းလင်းပေးဖို့ပဲမျှော်လင့်တယ်ဘော့စ်ဂျိုးပစ္စည်းတွေရောက်ပါပြီရှောင်းချမ်းထိုင်ပါဦးလက်ဖက်ရည်တောက်ပါဦးကျွန်တော်ရေမစားပါဘူးဘောက်ချာကိုအရင်ကြည့်ပေးပါကူပပေ29တောင်နဲ့ဝင်သွားပါပြီတကူလုံးရွှွန့်တွေကြီးပဲငါဦးလေးရုံးတန်းနဲ့မဝင်ခင်ရေလေးပါလေးအရင်မချိုးနိုင်ဘူးလားဘော့စ်ဂျိုးကျွန်တော်ညီမလေးကတန်ဘက်ခါခွဲစိတ်ခံဝင်ရမှာအရင်ကပြောထားတဲ့အတိုင်း250တူညာအခုလွှဲပေးပါလားရှောင်းချမ်းပစ္စည်းတွေပြန်ရောက်လာတာတော့ဟုတ်ပါတယ်ဒါပေမဲ့အချိန်ကတစ်ပိုင်းလောက်နောက်ကျသွားတယ်လေမနေ့ကမိုးကြီးပြီးမြေပြိုလို့လမ်းပိတ်သွားတာပစ္စည်းတွေအပြက်စီးမရှိအောင်ညီကိုတွေကပညာလုံးရွှွန့်တွေကနေဆယ်လာရတာပါနောက်ကျတာကနောက်ကျတာပဲစာချုပ်ထဲမှာရှင်းရှင်းလင်းလင်းရေးထားတယ်နောက်ကျရင်ပတ်စံထက်မယ်လို့ခြံကောင်းဆောင်ကိုအော်ကြီးဖြစ်ကျဲမလုပ်ဆမ်းပါနဲ့ရှောင်းချမ်းအပြင်မှာဈေးကွက်ကအရန်ဆိုးနေတာဒီကျွန်းတစ်တွေကဈေးကောင်းမရဘူးကွာဘော့စ်ဂျိုးဒီအဆင့်မြင့်ကျွန်းတစ်တွေကဈေးကွက်ထဲမှာတကူပပေကိုအနည်းဆုံး3သိန်းကနေစတာပါကူပပေ20ဆိုတော့320လေစည်ရင်းကိုအဲ့ဒီလိုတွက်လို့မရဘူးလေကုမ္ပဏီကအခွန်ဆောင်ရသေးတယ်လူဒီလောက်အများကြီးကိုလည်းကျွေးမွေးထားရသေးတယ်ပြီးတော့အခုငွေကြေးလက်ပတ်မှုကလည်းအရန်ကျက်တဲနေတာအဲ့ဒါဘာသဘောလဲဒီထဲမှာ90တူညာရှိတယ်အရေးပေါ်သုံးဖို့အရင်ယူသွားလိုက်90တူညာတယ်လားဟုတ်တယ်ကျန်တာကိုနောက်မှပဲဆက်ပြောကြတာပေါ့ဒါကကျွန်တော်ညီမလေးရဲ့အသက်ကယ်မဲ့ပတ်စံပြ250တူညာပြောထားတာတပြားမှရောလို့မရဘူးမင်းညီမခွဲစိတ်တာငါနဲ့ဘာဆိုင်လို့လဲခမည်းကတိဖြတ်မလို့လားအစကကျွန်တော်ကိုဥဆောင်ခိုင်းတော့ငါခမည်းဒီလိုပြောခဲ့တာမဟုတ်ဘူးလေငါအခုနကရှင်းရှင်းလင်းလင်းပြောပြီးပြီကုမ္ပဏီမှာပတ်စံမရှိဘူးအလုပ်လေးနည်းနည်းလုပ်ပေးရုံနဲ့အများကြီးလာမတောင်းနဲ့ချန်ရဲ့မင်းကို90တူညာပေးမယ်လို့ပြောတာတော့မင်းကိုညှတာနေလို့ကွာပတ်စံယူပြီးမြန်မြန်ထွက်သွားစမ်းပါကျိုးချန်အဲ့ဒီတစ်ခုတ်တဲ့ပစ္စည်းတွေကငါတို့အားလုံးပင်ပန်းနဲ့ရင်းပြီးပြန်ယူလာခဲ့တာကွာငါတို့အလုပ်ကကျွမ်းကျင်မှုကိုအားကိုးပြီးလှုပ်ရှားရတာဒီမှာလာပြီးဆက်နာအောင်လုပ်မနေနဲ့ဒီ9000ကငါညီကိုရဲ့လှုပ်အားကတော့မလောက်ဘူးငါညီမလေးရဲ့ခွဲစိတ်စရိတ်က320တောင်လိုနေသေးတာအဲ့ဒါမင်းကိစ္စလေလုံနိုင်ရင်လုံမလုံနိုင်ရင်စောစောစီးစီးထွက်သွားငါစီမှာအလုပ်လုပ်ချင်တဲ့လူတွေကဒီကနေတောင်ပိုင်းလမ်းမကြီးအထိတန်းစီနေတာကောင်းပြီလေတော်တော်ကောင်းတယ်စောစောကလေးကဒီလိုနားလေသဘောပေါက်ရင်ပြီးနေပြီမဟုတ်လားဒီပတ်စံကိုငါယူလိုက်မယ်ဒီလိုမှပေါ့လူငယ်ဆိုတာခေါင်းငုံတက်ရတယ်တေချာလို့နောက်တစ်ခါဘောနပ်ပို့ပေးမယ်ဒါပေမဲ့ဒီအလုပ်ကိုငါဆက်မလုပ်တော့ဘူးအကိုပတ်စံအပြည့်ရခဲ့ပြီမလားအပြည့်မရဘူး9000ပဲရတယ်ဘာအဲ့ဒါကနှစ်တရာတက်တန်းရှိတဲ့ကူပပေ20ကျွန်းတစ်တွေလေ9000တဲလားဘာဖြစ်လို့လဲကျိုးချံကတိဖြတ်သွားတယ်ကုမ္ပဏီကငွေကြေးပြတ်တောက်နေတဲ့ရှောက်ပြောနေတာပဲသူမနေ့ကမှ Range Rover အသစ်တစ်စီးဝယ်ထားတာကျွန်တော်သွားပြီးပြဿနာရှာလိုက်အောင်မယ်ပြန်လာခဲ့စမ်းသွားပြီးအယူမလုံးနဲ့အဲ့ဒါကခမည်းညီမလေးရဲ့အသက်ကယ်မဲ့ပတ်စံလေဒီလိုနေတဲ့320ကိုဘယ်လိုလုပ်မလဲဒီပတ်စံကိုခွဲပြီးအားလုံးကိုအရင်ရှင်းပေးလိုက်ပါမဖြစ်ဘူးလေညီကိုတွေကစောင့်နိုင်ပေမဲ့အကိုညီမကစောင့်နိုင်လို့လားအလုပ်လုပ်ရင်ပတ်စံရရမှာပေါ့မကြီးကလည်းအိမ်ကခပေးဖို့ပတ်စံစောင့်နေတာအကိုရောဘယ်လိုလုပ်မလဲငါဘာသာငါနီးလန်းရှာလိုက်မယ်မင်းတို့အမြန်အိမ်ပြန်လာကြတော့ခြံကောင်းဆောင်ကိစ္စရှိလို့လားအလုပ်ထွက်ခွင့်လာလုပ်တာအလုပ်ထွက်မယ်ဘော့စ်ဂျိုးခွင့်ပြုပြီးပြီလားသူ့ကိုပြောပြီးပြီထောင်ယူသွားဒါကလှုပ်ထုံးလုံနေတိုင်းသွားရမှာဌာနမှုလက်မှတ်လိုတယ်ငါကဌာနမှုပဲမကြောက်ငါကောမရှင်ရပြီလားအကိုလွတ်ရှင်းအတွက်စောစောကလေးကပြင်ထားပြီးပြီ250တူညာတပြားမှမလျော့ဘူးခြံကောင်းဆောင်လည်းရှိနေတာပဲလွှဲပြောင်းစာရွက်တစ်စောင်ပေးပါဒါကအလုပ်ထွက်ဖို့လုပ်နေတာလားမသွားပါနဲ့ဦးနေပြီးငါစီမှာအလုပ်လုပ်ပါလားဒါကကျွန်းတစ် project ကကော်မရှင်လားဟုတ်တယ်လေငါဦးလေးခုလေးတင်လက်မှတ်ထိုးပေးလိုက်တာငါကကျိုးမျိုးဖြစ်နေလို့လေ250တူညာတပြားမှမလျော့ဘူးမင်းတစ်တော်တဲ့ဝင်ဘူးလို့လားငါဝင်တာမဝင်တာပါဆိုင်လို့လေငါက project director လေပတ်စံကငါရတင်တာပေါ့ကုပပေ20ကျွန်းတစ်တွေအတွက်မင်းကကားပေါ်မှာ3ရက်တောင်အိတ်နေခဲ့တာလေမင်းနဲ့ပါဆိုင်လို့လေဒါကအုံနောက်သုံးပြီးပတ်စံရှာတာလို့ခေါ်တယ်အုံနောက်သုံးတာလားမင်းရဲ့ကလိန်ကကြစ်အုံနောက်ကိုသုံးတာလေမင်းစကားကိုစင်ကျင်ပြောစမ်း
လုံကြုံရေးခေါ်လိုက်လေဒီပတ်စံကတကယ်တော့ဘသူရတင်လဲဆိုတာရှင်းရတာပေါ့မင်းလာမယန်းကားနဲ့နော်ဘာရီရှုပ်နေတာလဲစီကမ်းမရှိဘူးပြောလေသူကကျွန်တော်ကိုရိုက်မလို့တဲ့ပြီးတော့အလုတ်ထွက်မယ်ဆိုပြီးကျွန်တော်တို့ကိုချင်းချောက်နေသေးတယ်ရှောင်းချမ်းဒေါသကကြီးလုံးမဲနော်စနစ်ထဲမှာမှတ်တမ်းတွေအကုန်ဖြတ်လိုက်ဘော့စ်ဂျိုးဒီရှောင်းချမ်းတရုပ်ဆောင်တာလဲအတိုင်းအတာတစ်ခုတော့ရှိရမယ်လာစာတိုးချင်ရင်လည်းတိုက်ရိုက်ပြောလေမင်းကမင်းပါရထူးထင်နေလေစင်ချန်ကပေးထားတဲ့ platform မရှိရင်မင်းကဘာကောင်းမှမဟုတ်ဘူး platform ဆိုတာအလုပ်သမားတွေရဲ့တွေးချွေးတွေနဲ့တိစောက်ထားတဲ့အခွင့်လူကြီးပါကောင်းပြီတတိရှိရင်သူ့ကိုချက်ချင်းစာရွက်စာတမ်းလုပ်ပေးလိုက်သူ့ကိုထွက်သွားခိုင်းလိုက်